ကနန်းမဆလာချင်းတူတူရှင်တို့ကတော့ဝယ်စားရတာဖြစ်ပြီးတော့ကျမကတော့ကောင်းလေးချက်ကျွေးတာကိုစားရတာเนาะဒီနေ့ကတော့ကျမကောင်းလေးရဲ့ကနန်းမဆလာချက်နီးအစင်းစင်းကိုပြပြပြီးသွားမှာဖြစ်ပါတယ်အခုကတော့သူကကနန်းကြိုင်နေပြီပေါ့เนาะမလို့တဲ့နေရာတွေဖယ်ထုတ်တယ်ရီစေးတယ်အခုဆိုရင်တော့ကနန်းကြိုင်ထားတာလေးရပါပြီเนาะအစီသားပြေးနဲ့ဥပြေးနဲ့ပေါ့เนาะရန်စားခြင်းစရာကောင်းပါတယ်ကျမဘာမှမလုပ်ဘူးလားဆိုရင်တော့ကျမချက်သွန်ဖြူချက်သွန်နီထောင်းပေးပါတယ်เนาะကဲခုဆိုရင်တော့စချက်ပါပြီစီထဲတယ်ထောင်းထားတဲ့ချက်သွန်ဖြူချက်သွန်နီလေးထည့်ပါတယ်နောက်ပြီးတော့စနွေးမုံနဲ့ထည့်တယ်ချိုးမုံနဲ့စားနေတော်လေးထည့်ပါမယ်ပြီးရင်တော့အယောင်တင်မုံလေးကိုလည်းထည့်ပါမယ်ပြီးလို့ရှိရင်နည်းနည်းလေးမှွေထားပြီးလို့ရှိရင်မဆလာလေးကိုလည်းထည့်ပေးပါမယ်မဆလာတော့ကျမကောင်လေးကအမွှေးနှံ့တာရရန်ကိုကြိတ်တဲ့သူဆိုတော့အများကြီးကိုထည့်ပါမယ်သူကကလားစာတွေလည်းရန်ကိုကြိတ်တာပါနော်အခုဆိုလို့ရှိရင်တော့စီတက်ထားပြီးနှံ့စာကိုမှွေပေးထားပါမယ်ခဏန်းလေးကိုနေရာတကျတစ်ခေါင်ချင်းစီလေးပေါ့နော်တီချာလေးထည့်ပါမယ်ကျမတို့ကတော့လူများတာဆိုတော့ခဏန်း၈កောင်ချက်တာကိုဦးမဆက်လို့၄កောင်စီခွဲချက်တာပေါ့နော်ပြီးရင်တော့ခဏန်းလေးတွေကိုဟိုဘက်ဒီဘက်လေးလှန်ပြီးရေးထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတည်ထားလိုက်ပါမယ်နော်ကနန်းတော့အရန်ကြာကြီးချက်ထားစရာတော့မလိုဘူးပေါ့နော်45မိနစ်လောက်လေးတည်ထားပြီးလို့ရှိရင်တော့ရပါပြီအခုဆိုရင်တော့တရုတ်နန်နန်လေးတွေကိုညှက်ထည့်ပေးပါမယ်တရုတ်နန်နန်လေးထည့်လိုက်တော့ပိုပြီးတော့လည်းမှုေးသွားတာပေါ့နော်ကျမကတော့ဟင်းချက်ရင်တရုတ်နန်နန်ထည့်ထားတဲ့ဟင်းဆိုရင်အဲတရုတ်နန်နန်တွေပဲရွေးပြီးတော့စားတဲ့သူမျိုးပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့အနှံ့အရသာနဲ့ပြည့်စုံတဲ့ကျမကောက်လေးချက်ထားတဲ့ကနန်းမဆလာချက်လေးရတော့ရပါပြီရှင်ကဲကြည့်ပါဦးနော်ဘလောက်တာများစားခြင်းစရာကောင်းနေလဲလေဆိုတာဆိုင်နေမှာစားရတာထက်ကိုယ့်မှချက်စားတာပိုလဲတန်ပြီးတော့ပိုလဲတန်ရှင်းနဲ့ပိုလဲစားလို့ကောင်းတယ်ပေါ့နော်တကယ်ကိုစားလို့ကောင်းခဲ့တာပါကျမတို့ကတော့နောက်တိုးချက်ပြီးမှစားမှာဆိုတော့အခုကတော့လူကြီးတွေအရင်စားမှာပေါ့နော်ဒီပါအောင်တကယ်ကိုအစီပြေးအသားပြေးနေလေကနန်းလက်လိုက်တာမှလည်းအရန်ကိုလက်တာပါလက်တော့လေအသားတွေအားစားချိုးနေတာပေါ့နော် တော့စိတ်ဝင်လာချိုးစိတ်ကြီးတော့နော်ဘလို့တော့ဘလို့လေး快点给账房，徐丽俩别。ဒီရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျမတို့မှာစားခဲ့ရတော့ဦးခရက်ကနေမှာစားခဲ့တာပါเนาะအားလုံးပဲဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါရှင်